္ဂလာပါ We Care for You program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ IVF လို့ခေါ်တဲ့ဖန်ပြွန်တတိတာအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုဆွေးနွေးဖို့အတွက် Origin Fertility Center မှာ IVF Specialist ဆရာဒေါက်တာဝေဖြိုးကိုဖိတ်ခေါ်ထားပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီအစီအစဉ်မှာပေါ့နော်အခုလိုချိန်ပေးပြီးတော့လာရောက်ပြီးတော့ဆရာဒူနိုင်သိကျင်တဲ့မေးခွန်းကိုဖြေကြားပေးရတဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာဒီပထမဦးဆုံးလူနာမေးထားတာပေါ့နော်ဒါလေးကိုကျွန်တော်ဖတ်ပြပါမယ်ဆရာသူကတော့မေးထားတာက IVF ပေါ့နော်ဖန်ပြွန်တတိတာတဲ့နီလန်းဆိုတာတဲ့ဘာပါလဲတဲ့ဘယ်လိုလူမျိုးတွေပေါ့နော်လုတ်တင်ပါတယ်လေတဲ့ဟုတ်ကဲ့ပထမဆုံးဆရာIVF အကြောင်းမပြောခင်ပေါ့နော်ကျွန်တော်တို့တဘာဝဒီကလေးလေးရအောင်ဘယ်လိုရနိုင်လဲဆိုတာကျွန်တော်ရင်သိဖို့လိုတာပေါ့နော်တဘာဝကလေးရဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီမမျိုးဦးကနေပြီးတော့မျိုးကျွေရတယ်ကျွေရဲ့မမျိုးဦးကနေပြီးတော့မမျိုးဦးတွေကဒီတာအုပ်ပြုံလေးတစ်စင်သွားပြီးတော့တာအုပ်ပြုံအလယ်လောက်မှာသူကတုပ်ဖို့ဒီမျိုးသားတုပ်ဖို့စောင့်နေတာပေါ့နော်အဲ့အချိန်မှာအချိန်ကိုက်အတူနေဖြစ်တယ်ဆိုရင်မျိုးသားတုပ်ဖို့ကဒီပြုံလေးအလယ်ကိုလာပြီးတော့ဒီအမျိုးသမီးရဲ့မမျိုးနဲ့ပေါင်းပြီးတော့တရေသားလေးဖြစ်တယ်တရေသားလေးဖြစ်ပြီးတော့မှသူကတိမ်ထဲကိုပြန်ဝင်လာမယ်ပြီးတော့မှတိမ်ထဲမှာကျွန်တော်တို့ကbaby လေးဖြစ်မှာပေါ့နော်အဲ့ဥစ္စာ IVF ကကြတော့အဲ့ဒါနဲ့နည်းနည်းလေးကွဲပြားတယ်သူကဘာလုပ်တာလဲဆိုတော့အဓိကအားဖြင့်ဒီမမျိုးကိုသူကကြီးထွားအောင်လုပ်လိုက်တယ်မမျိုးရဲ့မှာရှိရဲ့ဒီမျိုးဝင်ထဲမှာရှိမမျိုးတွေကိုကျွန်တော်ကစုပ်ထုတ်လိုက်တာပေါ့စုပ်ထုတ်လိုက်ပြီးတော့ဒီအပြင်မှာပေါ့ဒီအမေရဲ့အပြင်မှာဒီဖခင်ရဲ့ထုတ်ပိုးနဲ့ပေါင်းတယ်ပေါင်းပြီးွားပြီဆိုတော့မှကျွန်တော်ကတတိသားလေးရပြီ3ရက်5ရက်တတိသားလေးမွေးမြူပေးပြီဆိုတော့မှကျွန်တော်ကတိမ်ထဲကိုပြန်ထဲတာပေါ့3ရက်5ရက်ဆိုတာဒါပေါင်းလိုက်ပြီးတော့3ရက်5ရက်3ရက်5ရက်เนาะအသက်ပေါ့ဒီသားလေးရဲ့အသက်3ရက်5ရက်လောက်ရောက်ပြီဆိုရင်ကျွန်တော်တိမ်ထဲကိုပြန်ပြီးတော့တိုက်ရိုက်ပြန်ထည့်ပေးတာပေါ့အဲ့တော့ IVF နည်းပညာဆိုလို့ကျွန်တော် IVF ကကြတော့ကျွန်တော်ပြုံနေကိုကျွန်တော်အသုံးမပြုတဲ့နည်းပညာတစ်ခုပေါ့ဘာဖြစ်လို့လဲဆိုတော့သူကပထမဆုံး IVF ကိုစပြီးဒီအစပြိုးခဲ့တာပြုံနေနှစ်ဖက်လုံးပျက်စီးနေတဲ့အမျိုးသမီးကိုအတွက်ပေါ့ပြုံနေကိုကြော်လွှားနိုင်တယ်ကျွန်တော်ကအစပြီးဆိုအဲကြောင့် IVF ဆိုတော့ဒီပေါ့ in vitro fertilization ပေါ့ခေါ်တာပေါ့နော်အဲကျွန်တော်အစပိုင်းကျွန်တော်စပေါ်တော့လည်းကျွန်တော်ထင်တာတော့ဒီဖန်ပြွန်တရေတော့ဖန်ပြွန်တဲ့မှာများဒီတရေသားတွေ test tube လေးနဲ့ကျွန်တော်အဲ့လိုထည့်လာမှာနောက်တော့တချို့မေးလို့ပေါ့ဖန်ပြွန်တရေသားလို့ရင်ကျမတို့ကိုယ်ဝင်မဆောင်တော့ဘူးအဲ့လိုလည်းမဟုတ်ဘူးသူဆိုလိုချင်တာဒီ test tube baby ဆိုတာဒီ tube တွေထဲမှာသူ့မွေးမြူတာကိုခေါ်လို့ဒါပေမဲ့တကယ်ကိုယ်ဝင်ဆောင်အောင်မှာတော့မိခင်ကိုယ်တိုင်ပဲဒီတရေသားလေးကိုကိုယ်ဝင်ဆောင်အောင်ပေါ့ဟုတ်တယ်ဒါဆိုကိုယ်ဝင်ဆောင်တဲ့ဆရာ6လလုံးလုံးပေါ့နော်6လလုံးလုံးပေါ့6လဆရာခုနကပြောရတဲ့စကားပေါ့နော်ထည့်လိုက်တယ်လို့ပြောရဲပေါ့နော်ဒီတိမ်ထဲကိုလေသူကဘယ်လိုမျိုးထည့်တာလဲပေါ့နော်ဆရာသူကကြတော့ကျွန်တော်တို့ကဒီပမာသုံးမမျိုးတွေစုပ်ထုတ်တယ်ဒီဖခင်ရဲ့တုပ်ပိုးနဲ့ပေါင်းပြီးတော့တရေသားလေးဖြစ်သွားပြီဆိုရင်ကျွန်တော်က2 cycle နှစ်ခုရှိတာပေါ့ fresh တခါလေးပြန်တိမ်ထဲကိုပြန်ထည့်လိုက်တာရှိတယ်3ရက်သားလောက်ဒီမွေးမြူမယ်9ရက်သားလောက်ဒီမွေးမြူပြီးွားနဲ့တိမ်ထဲပြန်ထည့်နောက်တစ်ခုကတော့ frozen လို့ခေါ်တာပေါ့ frozen cycle ကတော့ဒီတရေသားလေးကိုကျွန်တော်တို့ကခဏအေးခဲလိုက်မယ်အေးခဲလိုက်ပြီးတော့မှနောက်လပေါ့ဒါမှမဟုတ်အချိန်တစ်ခုအတိုင်းအတာတစ်ခုမှာဆိုရင်တိမ်လေးကိုပြန်ပြင်မယ်ပြန်ထည့်လို့ရမယ်အခြေအနေတစ်ခုရောက်ပြီဆိုရင်အဲ့ဒီသားလေးကိုတိမ်လေးကိုနေရာတကျပြန်ထည့်ပေးလိုက်တာမိမကိုလမ်းကြောင်းပဲပေါ့နော်ဆရာကိုလမ်းကြောင်းကနေစင်ထည့်ဒီတိုင်းပဲtest tube သူကအမှကျတော့တကယ်ကို specialize လုပ်ထားတဲ့ကျွန်တော်ကက်တီတာတွေရှိတယ်ကက်တီတာကိုတစ်စင်ဒီသားလေးကိုစုပ်ယူပြီးတော့တိမ်လေးကိုနေသားလေးကျပြန်ထည့်တယ်အလုံးနာကျင်မှုမရှိတဲ့ procedure တစ်ခုဟုတ်ဆရာတိမ်ရလေမျိုးသမီးတိမ်ရကြီးတာပေါ့နော်ကြီးတာကျတော့ထဲတဲ့ခါကျတော့ဒီတိုင်းပဲနေရာတွေမှာရွေးရသေးလားဒီတိမ်ခိုင်အောင်လို့ပါလေဟုတ်တယ်ဒရေသားခိုင်အောင်လို့ဟုတ်တယ်ဆရာပြောမေးတဲ့မေးခွန်းလေးကောင်းပါကျွန်တော်ကဘယ်လိုနေရာမှာထည့်ထားရှိလဲဆိုတော့တိမ်ရဲ့ဒီ fundus လို့ခေါ်တာပေါ့သူထိတ်ရဲ့1 cm အကွာလောက်မှာအဲ့တော့ကျွန်တော်သိအောင်လို့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်အပေါ်ကနေ ultrasound ကျွန်တော် ultrasound guide လို့ခေါ်တော့ ultrasound ထောက်ထားပြီးတော့ကျွန်တော်ဒီကက်တီတာလေးအထည့်ဟုတ်တယ်အဲ့ကက်တီတာရဲ့ specialized ကက်တီတာဖြစ်လို့ကျွန်တော် ultrasound မှာသူကဝင်သွားတာမြင်နေရကျွန်တော်1 cm လောက်ကျွန်တော်တိုင်းထားတဲ့မှန်းထားတဲ့နေရာကိုကျွန်တော်အဲ့နေရာလေးမှာသူ့ချခဲ့တာထိုးထည့်တာလည်းမဟုတ်သူအင်းသားမှာတက်ဆိုလိုလေးချခဲ့လိုက်တာချခဲ့လိုက်တဲ့ဟာသူကနေပြီးတော့သူကတရေသားဖြစ်နေဆိုတော့တဘာဝအပြင်တိမ်နေရာမှာသွားပြီးတော့သူကတွေ့ကတ်သွားဟုတ်ကဲ့ဆရာဆရာကမေကွန်းတစ်ခုအဲ့အမှာပဲသူကဘယ်လိုလူရင်းလုံးတင်လဲပေါ့ကျွန်တော်ခုနကပြောလို့ပဲသူစပြီးအစပြိုးခဲ့တော့ပြုံနေ
မကောင်းတဲ့အမျိုးသမီးတွေမှာကျွန်တော်တို့ကဒီမိခင်တွေပေါ့နော်မိခင်တွေမှာကျွန်တော်တို့ကစပြီးတော့အလုပ်ခဲ့တာဖြစ်တဲ့အတွက်ပြိုနေပျက်စီးနေတဲ့အမျိုးသမီးပေါ့ဥပမာectopic pregnancy လို့ခေါ်တဲ့တိမ်အပြင်ဘက်မှာတတိတည်တဲ့အမျိုးသမီးတွေနှစ်ခါလုံးပေါ့နှစ်ဖက်လုံးဖြစ်တဲ့ဟာမျိုးချို့ကြတော့လေဟိုမှာ endometriosis လို့ခေါ်တဲ့သွေးလုံးဖြစ်ဖို့ရဲ့အမျိုးသမီးတွေမှာဆိုပြိုနေပျက်စီးသွားတတ်တယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်အဲ့လိုအမျိုးသမီးမှာကျွန်တော်တို့လုပ်ထားရှိတယ်နောက်တစ်ခုကတော့ဟိုပါပေါ့ခုနပြော endometriosis ပေါ့ endometriosis မှာကျတော့ကျွန်တော်တို့ကဒီသွေးလုံးတွေဖြစ်တဲ့ခါကျတော့မမျိုးတွေနည်းလာတာပေါ့နည်းလာတဲ့အမျိုးသမီးတွေမှာဆိုလည်းကျွန်တော်တို့ IVF ကိုလုပ်တယ်နောက်တစ်ခုအသက်ရလာတဲ့အမျိုးသမီးပေါ့အသက်ရလာတဲ့အမျိုးသမီးမှာကျတော့မမျိုးတွေနည်းလာတယ်သူရဲ့ quality ရော quantity ရောတဖြည်းဖြည်းကျလာဟုတ်ကဲ့အဲ့လိုအမျိုးသမီးမှာဆိုလည်းကျွန်တော်တို့ကဒီ IVF နည်းပညာကိုကျွန်တော်တို့သုံးတာပေါ့နော်နောက်တစ်ဖက်ကကျတော့လည်းအမျိုးသားဘက်ပေါ့အမျိုးသားဘက်မှာဆိုတော့တုပ်ဖို့ကအလွန်မင်းအားနေတာပေါ့တဘာဝအပြည့်ရနိုင်ခြင်းအလွန်နေတယ်အဲ့လိုမျိုးသားတွေမှာဆိုရင်ကျွန်တော်ကဒီ IVF နည်းပညာကိုသုံးလို့ရတယ်နောက်တစ်ခုကတော့ဒီအမျိုးသားတွေမှာပဲတုပ်ဖို့လုံးဝမရှိတာပေါ့ဆရာလုံးဝမရှိအဲ့လိုအမျိုးသားတွေမှာဆိုရင်တော့ကျွန်တော်တို့ကဒီဟိုပါပေါ့အမျိုးသားကပ်ပဲအိတ်ကိုင်းတရဲဆုပ်ထုတ်ပြီးတော့တီစာလို့ခေါ်တာပေါ့အဲ့တီစာအဲ့နေပြီးတော့ဒီအမျိုးသားတုပ်ဖို့အမျိုးသမီးရဲ့မမျိုးတို့တဲ့ဟိုပေါင်းစည်းပေးလိုက်တာပေါ့အဲ့လိုနည်းပညာနဲ့ကျွန်တော်လုပ်လို့ရတယ်ဆရာခုနကပြောသွားတယ်ကွာဗောနော်တင်ရင်ကတကယ်တော့ဟို endometriosis ဆိုတော့ကျွန်တော်နားလည်အလုံးလေးတွေရှိမယ်မာယုံမဆိုတော့အလုံးလေးရှိမယ်အဲ့တော့ဒီ IVF မလုပ်ခင်အဲ့အလုံးလေးအရင်ဖယ်ရမှာဗောလို့လားဟုတ်ကောသူကဟိုပါပေါ့လေသူ့ရဲ့ဟိုယောဂအခြေအနေပုံမူတည်တာပေါ့တခါကျရင်လည်းဟိုသွေးလုံးတွေရှိနေပြီမဲ့လေကျွန်တော်ကခွဲစိတ်မှုကိုတန်းမလုပ်သေးပဲနဲ့ဖက်မြူတရေသားကိုတန်းသွားတာမျိုးရှိတယ်တခါကျရင်လည်းခွဲစိတ်မှုလုပ်ပြီးတော့မှဖက်မြူတရေသားကိုသွားရရှိသူ့ရဲ့disease ရဲ့ severity ပေါ်တော့မူတည်တာပေါ့နောက်သူ့အရွယ်စားပေါ်မူတည်တာဒါဆိုရင်ကျွန်တော်မေကွန်ရဲ့ဖြေရဆိုရင်အလုံးရှိနေလဲသူဒီကိုဝင်ဆောင်လို့ရတယ်ပေါ့ကိုဝင်ဆောင်လို့ရတယ်နောက်မေကွန်တစ်ခုကတော့ဒါဒီမေမေကဘယ်လိုမေးထားလဲဆိုတော့ပေါ့နော် IVF မစခင်နဲ့ဘယ်လိုတဲ့စစ်ဆေးမှုမျိုးတွေတဲ့လောက်ရပါမလဲဟုတ်ကဲ့ဆရာဟာအဲ့ဥစ္စာတွေတော်တော်အရေးကြီးပါတယ်ကျွန်တော်တို့ဟိုဖိုင်မင်တရီသားတစ်ခုဟိုဒီ process ကြီးတစ်ခုမစခင်ပေါ့နော်ကျွန်တော်ကမိခင်ရောဟိုဖခင်ဖြစ်မဲ့ဒီစနီးမောင်နိုင်ကိုကျွန်တော်ဘာစစ်လဲဆိုတော့နံပါတ်1ကတော့သူတို့ကျမ်းမာရေးစစ်တာပေါ့ဆရာဟိုသူတို့ကဒီအထူးသဖြင့်အမျိုးသမီးတွေမှာဆိုရင်ဒီကိုယ်ဝင်စောင့်နိုင်ရဲ့လားပေါ့ကျမ်းမာရေးဥမာနှလုံးယောဂသွေးတိုးယောဂစီဂျူယောဂနောက်တစ်ခုကအဲ့အကုန်လုံးပေါ့ဥမာ weight များနေဆို weight လျှော့မယ်စသဖြင့်ပေါ့ဆရာသွေးပေါင်တက်နေရလားအဲ့လိုမျိုးတွေကျွန်တော်တို့ကအကုန်လုံးစစ်ဆေးရအောင်နောက်တစ်ခုကတော့ဒီ IVF နဲ့ specifically အရေးကြီးတဲ့ဟာတွေရှိတယ်အဲ့ဒါရဟော်မုန်းတွေပေါ့ဆရာမတာရက်ဟော်မုန်းတက်နေရလို့နောက် prolactin လို့ခေါ် no ဟော်မုန်းတွေတက်နေရလို့ဆိုရင်ဒီ IVF ဒီ process ကိုသူကနှောက်ယှက်ပေးနိုင်တယ်နောက်တစ်ခုကတော့မာမျိုးလက်ကျန်စစ်တာပေါ့ဆရာအဲဥစ္စာတော့တော်တော်အရေးကြီးတယ်မာမျိုးလက်ကျန်စစ်တဲ့အခါမှာကျွန်တော်နှစ်နည်းရှိတာပေါ့ဆရာဒီနည်းကတော့ကျွန်တော်တို့ကဒီ transvaginal scan လို့ခေါ်မွေးလမ်းကြောင်းတစ်ဆင့်ရိုက်တဲ့ ultrasound အဲ့ဒါနေပြီးတော့ဒီမာမျိုးဦးလေးဘယ်နှလုံးလောက်ရှိလဲပေါ့ကျွန်တော်အဲ့ရတော့အများဖြင့်ကျွန်တော်လူနာကိုအမြဲတမ်းပြောရာသီပေါ်ဒုတိယရက်သို့မဟုတ်တတိယရက်အဲ့ပတ်ဝန်းကျင်တော့မှကျွန်တော်ရိုက်ရင်အပြည့်မှန်ထွက်တယ်လို့ညာဘက်မှာဘယ်နှလုံးဘယ်ဘက်မှာဘယ်နှလုံးဘာလို့ဆိုတော့ကျွန်တော်ကဖိုင်မြူတရေသားနည်းပညာမာမျိုးကိုကြီးအောင်လုပ်တာဖြစ်တဲ့အတွက်ရှိတဲ့ဟာကိုပဲကျွန်တော်ကြီးအောင်လုပ်လို့ရတယ်မာမျိုးကမရှိတော့ဘူးဆိုရင်ကျွန်တော်ကကြီးအောင်လုပ်လို့မရဘူးပေါ့အဲ့တော့ကျွန်တော်ကအဲ့မာမျိုးဘယ်နှလုံးရှိတဲ့ပေါ်မူတည်ပြီးတော့ဒီအမေတယောက်ကဖိုင်မြူတရေသားလှုပ်တင်တာမလှုပ်တင်တာလုံးမယ်ဆိုရင်လည်းဘယ်လောက်ရခိုင်နှုန်းလောက်အောင်ပြနိုင်တယ်ကျွန်တော်အဲ့အကျိုးတွေးလို့ရတာနောက်တစ်ခုကမာမျိုးလက်ကျန်အောင်ပဲကျွန်တော်ကanimurin hormone လို့ခေါ်တဲ့သွေးတစ်မျိုးစစ်လို့ရတယ်အဲ့သွေးကတော့ကြိုက်တဲ့အချိန်စစ်လို့ရတယ်အဲ့သူ့ရဲ့ဟို lower limit ကတော့ 1.2 လောက်ရှိရပါဆရာအဲ့ 1.2 ဆိုတာ 1.2ဟို nanogram ပေါ့သူ့ရဲ့ဟိုပါပေါ့ limit ပေါ့ limit ပေါ့အလုံးရည်တယ်ဟုတ်ဘူးသူကသွေးရရင်ဩသွေးဖြည့်ဟောသွေးဖြည့်အဲ့ဒီစစ်တဲ့ခါကျ 1.2 အောက်ရောက်နေပြီဆိုရင်ဒါသူ့ရဲ့မမျိုးလက်ကျန်နှင်းနေပြီပေါ့အဲ့တဘောမျိုးပေါ့ဆရာအဲ့ဒါကိုကျွန်တော်တို့စစ်ဆေးဖို့လို့နော်ဖခင်ဖြစ်မဲ့ဒီအမျိုးသားတွေမှာဆိုလဲကျွန်တော်တို့ကသူတို့အဓိကတော့သူရဲ့ခုနကျမ်းမာရေးစစ်တယ်နောက်တစ်ခုကတော့သူရဲ့တကူလုံးဟိုစမ်းသက်တာပေါ့နော်စမ်းသက်ပြီးသွားရင်အမျိုးသားတုပ်ဘူးဟိုစစ်ဆေးတာပေါ့အမျိုးသားတုပ်ဘူးမှာလဲသူရဲ့ quality ကိုလည်းစစ်လို့ရတယ် quantity ကိုလည်းစစ်လို့ရတယ်အရေးအတွက်ဘယ်လောက်ရှိလဲအကောက်ဘယ်နှကောင်လောက်မြင်မြင်ပြေးနိုင်တယ်နောက် morphology ကသူရဲ့ပုံမှန်သဏ္ဍာန်လေးပေါ့ခေါင်းလေးရဘယ်လိုရှိတယ်အမိလေးရဘယ်လိုရှိတယ်တချို့ကြတော့လေဟိုအကောင်ကြီးအပြင်ကောင်းတယ်ဒါပေမဲ့လှုပ်ရှားရဲ့အကောင်ကြီးနင်းနေပြီအဲ့လိုကြရင်ကျွန်တော်တို့ဆေးတွေပဲချိုးတိုက်ရအဲ့ဒါကြမှာပဲဒီ IVF ရဲ့ဟို
ဒီ processor အောင်မြင်မှုရမှာ ဆရာခုနကလိုတော့မာမျိုးဦးပြောတယ်ပေါ့နော် ဟုတ်တယ် ဟိုအဲ့တော့ IPF လောက်တဲ့ခါမှာအဲ့မာမျိုးဦးကလေကျွန်တော်ဟိုတာမန်နားလဲတာတော့အလုံးရည်အတွက်အနည်းဆုံးဘယ်လောက်ရှိရမယ်လို့ရှိလားအဲမျိုးသားဆိုလဲအဲ့ span အကောင်အရည်အတွက်ပေါ့နော်ဘယ်လောက်ဆိုတာရှိတယ် သူကဟိုကျွန်တော်တို့ကဘယ်လိုဟိုဟာလဲဆိုတော့အဓိကတော့အမျိုးသမီးမှာကြတော့မာမျိုးဦးကလေဟိုပြောရမယ်ဆိုရင်တော့မွေးတဲ့ကပါလာပြီးသားမာမျိုးကြီးဥပမာတယောက်မှာတန်း20လောက်ပါတယ်တယောက်မှာ10တန်းပါတယ်တယောက်တော့မတူကြဘူးဒါပေမဲ့သူ့ရဲ့ပြဿနာဘာလဲဆိုတော့ပါလာတလောက်ပဲကျွန်တော်တို့သုံးရတော့ဟောတလားကိုသူဘယ်လောက်သုံးလဲဘယ်လောက်ပါလာပဲမူတည်ပြီးတော့ဒီသူ့ရဲ့အသက်အရွယ်ကြီးလာလေမာမျိုးရဲ့ဒီဟိုပါပေါ့နော်သူ့ storage ကနည်းလာတာ ဟုတ်ဆရာ နည်းလာအဲ့တော့တလားဟိုကျွန်တော်တို့တိုင်းတဲ့အချိန်မှာအနည်းဆုံး6လုံးလောက်ရှိရင်သူက normal တွေကိုပို့ဝင်တယ် အော် ညာဘက်မှာ မီလီယံထဲမှာ6လုံးလောက်ပဲလိုတာပါလို့ ဒီကျွန်တော်တို့တိုင်းလို့ရတဲ့ဟာပေါ့တိုင်းလို့ဒီလအတွက်ကြီးရမယ်ဟာပေါ့ကြီးလာမယ်အလုံးတွေပေါ့အဲကြီးလာမယ်ဟိုကတော့ million ဆိုတော့သူ့ရဲ့ storage ပေါ့ဆရာဒါပေမဲ့ဒီတလားကိုသူကဘယ်နှလုံးသုံးလဲပေါ့မူတည်တော့အဲဥပမာဒီ day 2မှာကျွန်တော်တို့တိုင်းတဲ့ခါကျရင်မာမျိုးကညာဘက်မှာ9လုံးဘယ်ဘက်မှာ9လုံးဆိုရင်ကျွန်တော်စေးထိုးတဲ့ခါကျရင်အနည်းဆုံး10လုံးတော့ကြီးမယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့အခုနဆရာမေးခွန်းရောက်စေသူကအနည်းဆုံး6လုံးရှိရမယ်ဒီဘက်3လုံးဒီဘက်3လုံးဘယ်လိုပဲဖြစ်ဖြစ်နှစ်ခုပေါင်း6လုံးရှိရဆိုရင်ဒါတော့ normal ပေါ့ normal ပေါ့နော်အမျိုးသားမှာဆိုရင်တော့ကျွန်တော်တို့ကအကောင့်တွေကအများမျိုးရှိပါ15 million ရှိရယ်ဒါပေမဲ့ဖက်မြူတွေသားလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့5 million လောက်တော့အနည်းဆုံးရှိမှပို့ပြီးအောင်မြင်နိုင်ခြင်းများတယ်အဲ့ဒါနည်းရင်ကြတော့ကျွန်တော်တို့ကစေးပေးတာမျိုးခုနကပြောတီစာလို့ခေါ်ကပ်ပဲကရင်တဲဆုပ်ထုတ်တာမျိုးအဲ့ဘက်ကိုတွားလိသွားတာရှိတယ်ဒါတော့ individualize ဖြစ်တော့တယောက်တော့မတူဘူးပေါ့